စူပါဘလွန်ဒီယောစုရဖို့ရေပန်းစားနေတဲ့ကစားသမား9ဦးဘလွန်ဒီယောဆိုတာကကမ္ဘာအကောင်ဆုံးဘောလုံးသမားတွေကိုတစ်နှစ်မှာတစ်ယောက်နှစ်စဉ်ပေးအပ်နေတဲ့စုပါဒီစုကိုရိုနယ်ဒိုနဲ့မက်ဆီတို့ကအများဆုံးရယူထားကြတာပါစူပါဘလွန်ဒီယောကတော့နှစ်30ကြာမှတစ်ခါပေးအပ်တဲ့ဘောလုံးလောကရဲ့ကမ္ဘာအကြီးကျယ်ဆုံးသောတကူတော်စုတစ်စိတ်ကြီးပါဒီစုကတော့ပထမအဆုံးအနေနဲ့ရိုနယ်ဒိုပြီးရင်ရီယယ်မက်ဒရစ်ရဲ့အကြီးကျယ်ဆုံးသောကစားသမားကြီးဒီစတီဖာနိုက1986ခုနှစ်မှာရရှိခဲ့တာပါအခုလက်ရှိမှာတော့ဒီတကူတော်စုကြီးကို1999ကနေ2029အထိအကောင်းဆုံးဖြစ်မဲ့ကစားသမားတဦးကိုကြီးမြင့်ပေးသွားမှာပါဒီစုကိုရဖို့ရေပန်းစားနေတဲ့ဘောလုံးသမား9ဦးကိုပြပြပေးသွားပါမယ်နံပါတ်5အနေနဲ့ကတော့ AC မီလန်ကန်ဝင်ကြီးရှက်ချန်ကိုပဲဖြစ်ပါတယ်ရှက်ချန်ကိုကတော့ AC မီလန်ချယ်ဆီနဲ့ဒိုင်နမိုကာရစ်တို့မှာခြေစွမ်းပြကစားခဲ့ပြီးသူ့အခက်အကာကအတော်လေးကိုအောင်မြင်ခဲ့တာပါ AC မီလန်အသင်းရဲ့ဒုတိယဂိုးသွင်းအများဆုံးကစားသမားကြီးတဦးဖြစ်ပြီးကစားသမားဘဝတစ်လျှောက်ဂိုးပေါင်း380ကျော်အထိကိုအလားပါဆုံးအဆုံးသက်တွေနဲ့သွင်းယူပေးခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်ရှက်ချန်ကိုကနာမည်ကြီးအသင်းတွေမှာဂိုး100ကျော်သွင်းခဲ့ပါတယ်ဘလွန်ဒီယောနဲ့ချန်ပီယံလိဆုဖလားတွေကိုရရှိခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်နံပါတ်4နေရာမှာရေပန်းစားနေတဲ့ကစားသမားကတော့ကန်နဝင်ကြီးဇီဒန်ပဲဖြစ်ပါတယ်ဇီဒန်ကရီယယ်မက်ဒရစ်ဂျူဗင်တက်ပြင်သစ်လက်ရွေးစင်အသင်းတွေရဲ့ကန်နဝင်ဖြစ်ခဲ့ပြီးကစားသမားဘဝတစ်လျှောက်ပွဲပေါင်း998ပွဲကစားက156ဂိုးအထိကိုသွင်းယူခဲ့ပါတယ်သူ့ရဲ့အလိန်ခေါင်းနဲ့စကေးတွေကိုဒီနေ့ခေတ်ရိုနယ်ဒိုမက်ဆီတို့လိုကစားသမားတွေကတော့မလုပ်ပြထားနိုင်ပါဘူးသူ့ခေတ်ခါတုန်းကကွင်းလယ်တကြောမှာသူကတော်တော်ကောင်းလွန်ခဲ့တာပါပြင်သစ်အသင်းနဲ့လည်းကမ္ဘာဖလားကိုရရှိခဲ့ပါတယ်။ကွင်းလယ်တိုက်စစ်မှာဇီဒန်ကိုမိတဲ့သူဒီနေ့ခေတ်မှာမရှိသေးပါဘူး။နံပါတ်3နေရာကစားသမားကတော့ဘရာဇီးကန်ဝင်ရိုနယ်ဒိုကြီးပဲဖြစ်ပါတယ်။ဘာစီလိုနာ PSV အင်တာမီလန်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ကန်ဝင်ကြီးဖြစ်ခဲ့တဲ့ရိုနယ်ဒိုကြီးကကစားသမားဘဝပွဲပေါင်း600ကျော်ကစားကဂိုးပေါင်း400ကျော်သွင်းယူခဲ့ပါတယ်။အလိန်ခောက်တဲ့စကေးတွေကတော့ကောင်းသလားမမေးပါနဲ့။ဒီနေ့အချိန်ထိဘယ်သူမှလိုက်မမီသေးပါဘူး။သူ့ခေတ်အခါတုန်းကဆိုရင်ရိုနယ်ဒိုကြီးကအခုခေတ်မက်ဆီနဲ့ရိုနယ်ဒိုတို့လိုတော်တော်လေးကောင်းလွန်ခဲ့တာပါ။အသက်အငယ်ဆုံးဘလွန်ဒီအောစုကိုရရှိခဲ့တဲ့သမိုင်းတွေကတဦးတည်းသောကစားသမားလေးဖြစ်ပါတယ်။နံပါတ်2နေရာမှာရှိနေတာကတော့ခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့အကြောင်းကိုတော့အထူးတလဲပြောပြမနေတော့ပါဘူး။အားလုံးသိပြီးသားပါ။စံချိန်များရဲ့အရှင်သခင်သွင်းဂိုးများရဲ့ဘယင်ဆိုတာကရိုနယ်ဒိုပါပဲ။ဒီဘက်ခင်းတဲ့သမိုင်းတွေကအကောင်းဆုံးတစ်ယောက်လည်းဖြစ်ပါတယ်။ဒီကမ္ဘာလုံးကရိုနယ်ဒိုဖန်တွေကတော့ရိုနယ်ဒိုကိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလို့သတ်မှတ်ထားကြပါတယ်။လက်ရှိမှာလည်းဂိုး1000ပြည့်တော့မှဖြစ်ပြီးရရှိခဲ့တဲ့စူဖလားနဲ့စံချိန်တွေဆိုရင်လည်းမနှဲပါဘူး။ဘလွန်ဒီယောစုကို9လုံးအထိရခဲ့ပြီးရာစုနဲ့3ခုစာလောက်ဇက်တိုက်ကောင်းနေခဲ့တဲ့တမိုင်းတွေကရှားပါတဲ့ကစားသမားကြီးတဦးလည်းဖြစ်ပါတယ်။နံပါတ်1အနေနဲ့ဒီစုကိုရနိုင်ခြင်းအများဆုံးကစားသမားကတော့မက်ဆီပါ။မက်ဆီကဖယားဒီဘက်ခေတ်ဘောလုံးလောကကြီးကိုပေးအပ်လိုက်တဲ့လက်ဆောင်တစ်ခုပါ။သူ့လိုဘယ်သူမှဖြစ်မလာနိုင်တော့ပါဘူး။မက်ဆီကမက်ဆီအဖြစ်နဲ့ထာဝရတည်ရှိသွားမှာပါ။တမိုင်းနဲ့ကအကောင်းဆုံးသောကစားသမားကြီးအဖြစ်သတ်မှတ်လိုက်မယ်ဆိုရင်လည်းသတ်မှတ်လို့ရပါတယ်။မက်ဆီမရဘူးတဲ့စုဖလားဆိုတာဘောလုံးလောကမှာမရှိသလောက်ပါပဲ။ကမ္ဘာဖလားနဲ့ဘလွန်ဒီယောစု10လုံးကိုရဘူးတဲ့တဦးတည်းသောကစားသမားကြီးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ခေတ်ရဲ့အကြီးကျယ်ဆုံးသောကစားသမားကြီးပါမက်ဆီကဒီစုကိုရနိုင်ခြင်းအများဆုံး80%နဲ့ထိပ်ဆုံးကနေရပ်တည်နေတာပါစုကတော့2029မှာပေးမှာဆိုပေမဲ့စုရမဲ့သူကိုတော့တေချာသိနေရပါပြီဒါကမက်ဆီလောက်ပြထားတဲ့လိုက်တူပုံဖြစ်နိုင်တဲ့အရာတွေကြောင့်ပါဒါကြောင့်မက်ဆီကမက်ဆီပါပဲတမိုင်းထဲမှာအကြီးကျယ်ဆုံးနှစ်ယောက်ကတော့ရိုနယ်ဒိုနဲ့မက်ဆီပါပဲဒီစုကိုရမဲ့စင်းထဲမှာဆိုရင်မက်ဆီကအသေးချာဆုံးဖြစ်ပါတယ်